လူတန်ဖို့ဆိုတာပညာတွေတက်ပြီးအကောင်အဆိုးအမှားအမှန်မခွဲခြားနိုင်ရင်အလကားပါပဲငွေကြေးချမ်းသာပြီးအတ္တတွေကြီးကိုယ့်အိတ်ထဲကိုပဲထဲဖို့ကြိုးစားနေရင်လည်းအလကားပါပဲအတွေးခေါ်ဘလောက်မြင့်မြင့်စာနာနားလဲပေးနိုင်တဲ့နှလုံးသားမရှိရင်လည်းအလကားပဲရုပ်ရည်ဘလောက်ချောချောလူတယောက်ကိုလူလို့မမြင်တတ်ရင်အလကားပဲအသိပညာဘလောက်ရှိတခြားသူပြောတဲ့စကားကိုတန်ဖိုးမထားတတ်ရင်လည်းအလကားပါပဲအလုပ်တွေဘလောက်ပဲကြိုးစားရိုးစားမှုရှိရင်လည်းအလကားပဲဘလောက်ပဲတော်နေပါစေကိုချင်းစာစိတ်မရှိရင်လည်းအလကားပဲဘလောက်ပဲလူကောင်းတယောက်လိုကြွေးကြော်နေပါစေသူများမျက်ရည်ပါတဲ့ထမင်းကိုစားနေရရင်အလကားပဲအမှန်တရားကိုဘလောက်ပဲလက်ခံနေပြောကိုမားနေတာကိုထောက်ပြဆွေးနေတာမကြိုက်ရင်အလကားပဲတကယ်တော့လူတန်ဖို့ဆိုတာထက်မြက်တဲ့ခေါင်းမဟုတ်ဘူးတခြားသူတွေအပေါ်မှာကျင်နာတတ်တဲ့နှလုံးသားဂယုဆိုင်နားထောင်ပေးတတ်ပြီးတော့စာနာတတ်တဲ့နားပေးကမ်းကူညီတတ်တဲ့လက်တစုံအကောင်းမြင်တတ်ပြီးတော့အမြင်ကြည်လင်တဲ့မျက်စိနဲ့အပြောချိုပြီးတော့မူသားနေတဲ့ပါဇက်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူတွေဘလောက်များလူကောင်းဆိုရာမရှိခဲ့ရင်လည်းအမှန်တရားပျောက်ကွယ်လာပြီးတော့လူပတ်ဝန်းကျင်မှာလဲငြိမ်းချမ်းမှုတာယာမှုတွေပျောက်ဆုံးလာပါလိမ့်မယ်